လာခြင်းပြိုင်မင်းလေးနိုင်မှာပါလူသားတိုင်းချက်ပို့ပြီးလာသူရဲ့ဘယ်သူမှမင်းရဲ့အလားကိုလိုက်တူလို့ရဲ့မမီနိုင်နဲ့ရွှေသမီးမျက်လုံးနဲ့ဇင်ရော်တော်မျက်ခုံးလေးရဲ့မင်းအလားတွေကိုပါရမီဝိုင်းလို့ဖြည့်စည်ထားတယ်ရှားစွန်ချေကပပဝတီများလူပြေဝင်လာထားသလုံးနဲ့မင်းလာတွေပေါ်ကိုရှိဘဝင်အသေးဝင်မှာဖို့ညနှုံးမိသူကိုသာတကယ်မင်းလေးအပေါ်မှာကိုချစ်တွေရဲ့မြင်မို့တောင်းထက်အစတရားသာလုံးနဲ့အချစ်ချင်းပြိုင်တို့ကနိုင်မှာပါလူသားတိုင်းနဲ့မတူတဲ့အချစ်ပါကွ